ဒီနေ့မှာဆိုရင်တော့ကျမတို့နေထိုင်တဲ့ကမ္ဘာမြေကြီးပေါ်မှာကျေးဇူးတရားကြီးပွားများကြမယ်ပေါ့နော်ကျမတို့ကမ္ဘာမြေကြီးမှာဆိုလို့ရှိရင်အရေးကြီးဆုံးအသက်ရှူရ၄လည်းရှိတယ်ကျမတို့ရှင်သန်ရည်တည်နေတဲ့မြေကြီးလည်းပဲရှိရယ်ပြီးတော့မဖြစ်မနေလိုအပ်တဲ့ရေးဆိုတာလည်းပဲရှိရယ်ပေါ့နော်နေအောင်ကြီးရှိရယ်တစ်ပင်တွေရှိရယ်အသားငါးတွေရှိရယ်စသဖြင့်ပေါ့နော်လူတွေအသက်ရှင်မှုအတွက်လိုအပ်တဲ့အခြေခံအချက်တွေကိုကျမတို့ဝါမီရဲ့ကောင်းကောင်းလေးဖြည့်ဆည်းပေးထားနိုင်တဲ့ရှိပါတယ်ဒါပေမဲ့လူတွေလိုချင်တဲ့အရာအလုံးတော့ဝါမီရဲ့ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူးလူတွေရဲ့လောဘတွေအကုန်လုံးတော့သူကဖြည့်ဆည်းပေးနိုင်မှာတော့မဟုတ်ဘူးပေါ့နော်ပြီးတော့ကျေးဇူးတရားပွားများရည်ဆိုတာကကောင်းတဲ့အတွေးကိုတွေးနေအောင်လို့ကိုယ့်ရဲ့စိတ်ကိုလေ့ကျင့်ပေးရလေရောက်တယ်ပေါ့နော်လူတွေရဲ့အတွေးဆိုတာလေမကောင်းတဲ့ပုဂ္ဂိုလ်တွေးရတာပိုပြီးတော့မှသဘောကျတယ်ကျမဆိုလည်းပဲလူမျိုးမကောင်းတဲ့အတွေးတွေကိုပေါ့နော်တွေးရဝင်လာပြီးဆိုလို့ရှိရင်ဒီလေးနဲ့ကပ်ပြီးတော့မှအတွေးကိုအဲ့နေမှာပြီးရက်တန့်ပြလိုက်တယ်ပေါ့နော်လူဆိုတော့ပုထုဇဉ်လူတာပဲပေါ့နော်မကောင်းတဲ့အတွေးမကောင်းတာကြီးဆိုတော့လုံးမိပါတယ်ဒါပေမဲ့ကိုကတစ်နေ့မှာ9ခါလောက်လုံးမိတယ်ဆိုရင်တောင်မှပဲ3ခါလောက်ပဲလုံးမိရမျိုးလူမျိုးတတိလေးကပ်ပြီးတော့မှဖြည်းဖြည်းချင်းပေါ့နော်လေ့ကျင့်ယူရပါမယ်ကျေးဇူးတရားကိုလည်းပဲနေ့စဉ်နေ့တိုင်းပွားများပါမယ်